နားဆင်သူတော်ရရှင်များမင်္ဂလာပါခင်ဗျာထိုင်းနိုင်ငံနဲ့ပတ်သက်ပြီးတော့ခရီးသွားဖို့ထိုင်းနိုင်ငံအတွင်းတရားဝင်နေထိုင်ဖို့အလုပ်လုပ်ဖို့လိုအပ်တဲ့အကြောင်းအရာတွေကိုသိရှိစေဖို့ပြောပြအကူအညီပေးတဲ့ထိုင်းနိုင်ငံမှာဘဝစိတ်ပိုင်းများ Series Podcast မှာကြိုဆိုလိုက်ပါရခင်ဗျာကျွန်တော်ရတနာဘုံချစ်ကဲပါအခုတခါထိုင်းနိုင်ငံမှာဘဝစိတ်ပိုင်းများ Series Podcast ရဲ့အပိုင်း3မှာတော့ထိုင်းနိုင်ငံကိုခဏတစ်ဖြုတ်အလည်လာတဲ့သူတွေကျောင်းလာတက်နေတဲ့လူတွေအလုပ်လုပ်နေတဲ့လူတွေဘလို့ပဲဖြစ်ပါထိုင်းနိုင်ငံကိုရောက်လာကြတဲ့မြန်မာနိုင်ငံသားတွေအနေနဲ့တည်ထားတဲ့အရေးကြီးတဲ့အရာတစ်ခုကိုကျွန်တော်ကပြောပြသွားမှာဖြစ်ပါတယ်ခင်ဗျာထိုင်းနိုင်ငံမှာရောက်နေစဉ်အတွင်းဈေးဝယ်တဲ့အခါပစ္စည်းတွေဝယ်တဲ့အခါပေးရတဲ့ VAT လို့ခေါ်တဲ့အခွန်ရဲ့အခြားပေးရနိုင်တဲ့အကောက်ခွန်တွေအကြောင်းပဲဖြစ်ပါတယ်ခင်ဗျာဒီအပိုင်းဟာဆိုရင်ထိုင်းမှာဈေးဝယ်တဲ့အခါပေးရတဲ့ထိုင်းနိုင်ငံအခွန်စနစ်ကိုနားဆင်သူသောတာရှင်နားလည်သဘောပေါက်အောင်အကူအညီပေးမှာဖြစ်ပြီးတော့ VAT refund ဘယ်လိုပြန်လည်ထုတ်ယူရလဲဆိုတာကိုအသေးစိတ်ရှင်းပြပေးထားတာမို့ podcast ဆုံးတဲ့အထိနားဆင်ကြည့်ပါခင်ဗျာကဲဆိုတော့စလိုက်ရအောင်ဗျာပထမဆုံးအနေနဲ့ကတော့ VAT ဆိုတာဘာလဲဆိုတဲ့အခြေခံကနေစပြောရအောင်ဗျာပစ္စည်းတွေဝယ်တဲ့အခါမှာဈေးတွေဝယ်တဲ့အခါမှာပေးရတဲ့ VAT လို့အလွယ်တကူပြောကြတဲ့ VAT ဟာ Valued Added Tax ရဲ့အတူကောက်ဖြစ်ပါတယ်ထပ်ပိုးခွန်ကိုဆိုလိုတာဖြစ်ပါတယ်ခင်ဗျာထိုင်းနိုင်ငံရဲ့ VAT rate ဟာ9% ဖြစ်ပါတယ်ဆိုလိုတာကပစ္စည်းတစ်ခုဝယ်တဲ့ချိန်မှာတွေ့ရတဲ့ဈေးနှုန်းသည် VAT 7% ပါပြီးသားဖြစ်ပါတယ်ဥပမာပြောရရင် Uniqlo မှာပစ္စည်းတစ်ခုဝယ်တယ်ဆိုပါတော့အင်ဂျီဝယ်တယ်ပဲထားလိုက်အင်ဂျီတန်ဖိုးက980 VAT လို့ရေးထားတယ်ဆိုရင်7% VAT ထည့်တွက်ပြီးသားဖြစ်ပါတယ်နော်တကယ်အင်ဂျီတန်ဖိုးက916.82 ဘတ်ဖြစ်ပြီးတော့ဘဲသွား7% VAT ထည့်တွက်ပြီးသားဈေးနှုန်းတွေကတ်ထားတာကိုပဲကျွန်တော်တို့တွေ့ရမှာဖြစ်ပါတယ်အဲ့ဒီတော့ကိုအပိုပေးလိုက်ရတဲ့7% VAT ဆိုတဲ့63ဘတ်အတိအကျပြောရရင်တော့63.18ဘတ်ပေါ့နော်အဲ့ဒါကိုဘယ်လိုပြန်ထုတ်ရမလဲပေါ့ဘယ်လိုပြန်ရနိုင်လဲဟုတ်ကဲ့ပြန်ရပါတယ်เนาะအဲ့ဒါကို VAT refund လို့ခေါ်ပါတယ် VAT refund ဘယ်လိုပြန်ထုတ်မလဲဒုတိယအနေနဲ့ VAT refund ဘယ်လိုပြန်ထုတ်ရလဲဆိုတာကိုပြောပြချင်ပါတယ်VAT refund ပြန်ထုတ်တဲ့အဆင့်6ချက်ရှိပါတယ်နံပါတ်1အချက်ကတော့ VAT refund for tourist ဆိုတဲ့ sign အမှတ်သားသင်္ကေတပါတဲ့ sign မှာဝယ်ရမှာဖြစ်ပါတယ်အဲ့ဒီ sign မရှိတဲ့ sign မှာဝယ်ရင်တော့ပြန်ထုတ်လို့မရနိုင်ပါဘူး VAT refund for tourist ဆိုတဲ့ sign ပါတဲ့ sign တွေကို shopping mall တွေမှာတော့အလွယ်တကူတွေ့ရမှာဖြစ်ပါတယ်ဒါပေမဲ့ကျွန်တော်တို့မြန်မာတွေဈေးအများဆုံးဝယ်ကြတဲ့ Platinum Shopping Mall ရှေ့က Platinum ဈေးတို့လိုမျိုးဟာနောက်ဘိုဘေးဈေးတို့လိုဟာမျိုးတွေမှာဝယ်ရင်တော့ VAT refund ပြန်ထုတ်လို့မရပါဘူးနံပါတ်2အနေနဲ့ကတော့ VAT refund ထုတ်ဖို့အတွက်ဘတ်2000နဲ့အထက်ဝယ်ဖို့လိုအပ်ပါတယ်ဝယ်တဲ့အခါမှာလည်းတဆိုင်နယ်ကနေပြီးတော့အဲ့ဒီနေ့တရက်ထဲမှာဘတ်2000ဘိုးကျော်အောင်ဝယ်ရမှာဖြစ်ပါတယ်ခင်ဗျာဆိုလိုတာက Uniqlo ကနေ900ဘိုးဝယ်တယ်နောက် Zara ကနေ1100ဘိုးဝယ်တယ်စုစုပေါင်း2000အဲ့လိုမရပါဘူးဒါမှမဟုတ်လို့ရှိရင်လည်းဒီနေ့မှာ900ဘိုးဝယ်တယ် Uniqlo ကပဲ
နောက်နေ့မှာ1100ကို Uniqlo ကနေလာထပ်ဝယ်တယ်အဲ့လိုမရပါဘူးအဲ့လိုခွဲလို့မရပါဘူးတစ်ဆိုင်ထဲမှာတစ်ရက်ထဲမှာဘတ်2000နဲ့အထက်ဝယ်မှ back refund ပြန်ပေးတာဖြစ်ပါတယ်နံပါတ်3အနေနဲ့ကတော့ကို2000ဘိုးဝယ်ပြီးတဲ့အချိန်မှာ back refund form တောင်းဖို့လိုအပ်ပါတယ် back refund form တောင်းဖို့အတွက် passport ပြရပါတယ်ကိုကဘတ်2000ဘိုးနဲ့အထက်ဝယ်ပြီးတဲ့အချိန်မှာအဲ့ဒီကဝန်ထမ်းကို back refund လိုချင်တယ်လို့ပြောလိုက်ပါအဲ့ဒီအခါသူကနေပြီးတော့ကျွန်တော်တို့ရဲ့ passport ကိုတောင်းလိုက်မယ်ပြီးရင်အဲ့ဒီ back refund form မှာသူတို့လိုအပ်တာတွေဖြည့်ခိုင်းပြီးတော့လက်မှတ်ထိုးရတယ်အရေးကြီးတာက form ပေါ်မှာရေးထားတယ်ကိုယ့်နာမည်ဆိုလို့ရှိရင်စလုံးပေါင်းမှန်မှန် passport နံပါတ်တွေမှန်လားမမှန်လားတည်တည်ချာချာစစ်ဆေးဖို့လိုအပ်ပါတယ်နံပါတ်4အနေနဲ့ပြောရရင်တော့အဲ့ဒီ back refund form နဲ့အတူကိုဝယ်ထားတဲ့ original receipt ဒီဘောင်းချမူရင်းတွေကိုအတူတည်တည်ချာချာတင်ထားဖို့လိုအပ်ပါတယ်နံပါတ်5ကတော့ပြန်မဲ့နေ့မှာလေစိတ်ရောက်လို့ check in မဝင်ခင်မှာ back refund ထုတ်မဲ့ပစ္စည်းကို back refund counter ကိုတွားပြီးတော့ခုနက back refund form ရဲ့ original receipt တွေရဲ့ကိုအဲ့ဒီ back refund counter ကဝန်ထမ်းကိုပြဖို့လိုအပ်ပါတယ်တကယ်လို့ကိုဝယ်ထားတဲ့ပစ္စည်းက9000မကျော်ဘူးဆိုလို့ရှိရင်တော့အဲ့ဒီဝန်ထမ်းကခုနကကျွန်တော်တို့ပေးလိုက်တဲ့ back refund form ရဲ့ဘောင်းချာတွေရဲ့ကိုသူစစ်ဆေးလိုက်မယ်ပြီးပြီဆိုရင်တော့အဲ့ဒီကိုဝယ်ထားတဲ့ပစ္စည်းကို luggage ထဲထည့်ပြီးတော့လေယာဉ်ကိုအပ်လိုက်လို့ရတယ်ပေါ့နော်လက်ကနေတည်သွားစရာမလိုဘူးပြီးတော့အဲ့ဒီ back refund ပြန်ရမယ် 7% VAT ကို immigration ဖြတ်ပြီးတဲ့အချိန်မှာအထဲမှာရှိတဲ့နောက်ထပ် back refund counter ကိုတွားပြီးတော့ထုတ်လိုက်ရုံပါပဲback refund ပြန်ထုတ်တဲ့နေရာမှာသူကအဆင့်2ဆင့်ရှိပါတယ်ခင်ဗျပထမအဆင့်ဒီ check in မဝင်ခင်မှာပေါ့နော် inspection ဒီ officer ကနေပြီးတော့အဲ့ဒီကဝန်ထမ်းကနေပြီးတော့ကိုယ့်ရဲ့ back refund ပစ္စည်းတွေကိုကြည့်ရှုစစ်ဆေးတဲ့အဆင့်ဖြစ်ပါတယ်ပြီးရင်တော့ဒုတိယတစ်ဆင့်က immigration ကိုဖြတ်ပြီးတဲ့အခါမှာ refund ပြန်ပေးတဲ့နေရာပေါ့နော်ပတ်စံပြန်ထုတ်ပေးတဲ့အဆင့်ဖြစ်ပါတယ် complete တကယ်လို့ဝယ်ထားတဲ့ပစ္စည်းကဘတ်1000ကျော်တဲ့ပစ္စည်းဆိုလို့ရှိရင်တော့ inspection လုပ်ပြီးတဲ့အချိန်မှာ luggage ထဲကိုထည့်လိုက်လို့မရဘူးဘာလို့လဲဆိုတော့ immigration ဖြတ်ပြီးတဲ့အချိန် back refund ငွေထုတ်ပေးမဲ့နေရာမှာအဲ့ဒီပစ္စည်းကိုပြဖို့လိုအပ်တယ်ဆိုတော့ hand carry တည်သွားရမှာဖြစ်ပါတယ်ဗျတကယ်လို့ back refund ထုတ်ဖို့အစီအစဉ်ရှိရဆိုလို့ရှိရင်တော့လေယာဉ်ကွင်းကိုပုံမှန်ထက်ပိုစောပြီးတော့သွားဖို့လိုတယ်ဆိုတာမမေ့ပါနဲ့နံပါတ်6အနေနဲ့ကတော့ back refund ထုတ်မယ်ဆိုလို့ရှိရင်အဲ့ဒီပစ္စည်းဝယ်ပြီးတော့ရက်ပေါင်း60အတွင်းမှာထုတ်ဖို့လိုအပ်ပါတယ်ပစ္စည်းကဝယ်ထားပြီးပြီကိုကအဲ့လိုမျိုးပေါ့ဒီမှာ visa extension တစ်လပြီးတစ်လလောက်သွားပြီးနောက်ဆုံးလုံးလို့မရတဲ့အချိန်မှထွက်သွားမယ်ဆိုရင်တော့ back refund ကပြန်ရမှာမဟုတ်ပါဘူးရက်ပေါင်း60အတွင်းမှာထုတ်ဖို့လိုအပ်ပါတယ်အဲ့ဒါအရေးကြီးပါတယ်ဒီနေရာမှာနောက်ထပ်အရေးကြီးတာတစ်ခုသိဖို့လို့ကျွန်တော်ထပ်လောင်းပြောပြချင်ပါတယ်အဲ့ဒီလိုမျိုး back refund counter မှာပတ်စံထုတ်တဲ့အခါအချို့ဝယ်လာတဲ့ပစ္စည်းတွေဆိုရင်ထုတ်ပြဖို့လိုတယ်
အပေါ်မှာ9000နေ1000နေခွဲပြီးတော့ပြောထားပြင်မဲ့တကယ်တမ်းမှာဒါအရေးကြီးပါတယ်ဆိုပါစို့အဝတ်အစား3000ဘိုးလောက်ဝယ်လာတယ် VAT က 7% ပေးရတာမို့3000ရဲ့ 7% က210အဲ့တော့ကျွန်တော်တို့ VAT 210ပြန်ရမှာဖြစ်ပါတယ်အဲ့လောက်ငွေပမာဏကိုတော့အဲ့ဒီကဝန်ထမ်းကကျွန်တော်တို့ရဲ့အထုပ်တွေကိုဖွင့်ပြီးတော့ဗမာလဲနေဝင်ထားတဲ့အင်ဂျီတွေလို့စစ်ဆေးနေမှာတော့မဟုတ်ဘူး။ तू ကကိုပေးလိုက်တဲ့ VAT refund form ရဲ့ original receipt လောက်ရဲ့နဲ့ပဲကြည့်ပြီးသွားမှာ။ဒါပေမဲ့အဲ့ဒီနေ့ဝန်ထမ်းရဲ့စိတ်အခြေအနေပေါ်မှာတော့မူတည်တာပေါ့ဗျာ။တကယ်လို့ရီးစားနဲ့ရန်ဖြစ်လာတဲ့နေ့ဆိုရင်တော့ထုတ်ပြခိုင်းရင်လည်းထုတ်ပြခိုင်းမှာပေါ့။ပုံမှန်ကတော့အလောက်ဆိုထုတ်ပြခိုင်းတာပါညာမကြုံဘူးသေးဘူးသူတို့ပြန်ပေးရတဲ့ငွေပမာဏများလာပြီတောင်းချီမပြောနဲ့နော်2000 3000ဆိုရင်လားဝယ်လာတဲ့ပစ္စည်းကိုထုတ်ပြခိုင်းတယ်တေချာလဲစစ်ဆေးတတ်တယ်ဥပမာအဖြစ် MacBook ဝယ်လာတယ်ပေါ့အခု MacBook လက်ရှိဈေးတွေက94,900လောက်ရှိတယ်ဆိုတော့တကယ် VAT refund ပြန်ထုတ်ရင်ရမှာက VAT 3,800လောက်ပြန်ရမှာအဲ့လိုမျိုးဆိုလို့ရှိရင်တော့ဝယ်လာတဲ့ MacBook ကိုပြရလိမ့်မယ်ပြတဲ့နေရာမှာလဲအဲ့ရဝန်ထမ်းတွေက receipt မှာပါတဲ့ model နဲ့ဘူးပေါ်မှာပါတဲ့ model တူလားမတူလားတော့မှစစ်တက်ကြသေးတယ်ဘာလို့ဒီကိစ္စကိုကျွန်တော်သေးစိတ်ပြောပြခြင်းရတာလဲဆိုတော့ဥပမာအဖြစ်ထိုင်းမှာနေတဲ့လူကျောင်းတက်နေတာပဲဖြစ်ဖြစ်အခြားအကြောင်းတစ်ကြောင်းနဲ့နေတာပဲဖြစ်ဖြစ်ဘယ်လိုပဲဖြစ်ဖြစ်ပေါ့နော်နေတာကြာပြီဆိုတဲ့လူဆိုရင်ကျွန်တော်တို့ဒီထိုင်းကနေလည်းအပြင်ကိုမထွက်နိုင်သေးဘူးကိုယ်တိုင်ဝယ်ရင် VAT refund ထုတ်မရဘူးလေအဲ့တော့ကျွန်တော်တို့ရဲ့အတိတငယ်ချင်းတွေလာတဲ့ချိန်မှာဗတ်မပေးရအောင်ဆိုပြီးတော့ဝယ်လိုက်မယ်တွေးရှိရင်ဈေးသိပ်မကြီးတဲ့ပစ္စည်းဆိုကိစ္စမရှိပေမဲ့စောနာပြောထားသလိုဈေးကြီးပြီးတော့သူတို့ပြန်ထုတ်ပေးရတဲ့ငွေပမာဏများရင်ဝယ်လာတဲ့ပစ္စည်းကိုတောင်းကြည့်တတ်တော့ကျွန်တော်တို့ကဝယ်ပြီးတော့ယူထားလိုက်လို့အဲ့ဒီ VAT refund ထုတ်မဲ့တငယ်ချင်းကအဲ့ဒီပစ္စည်းကိုမပြနိုင်ရင်ပြဿနာရှိတယ်ကျွန်တော်အတွေ့အကြုံကိုရည်စရာပြောရရင်ကျွန်တော်ကွန်ပျူတာဝယ်တော့ကျွန်တော်ကထိုင်းမှာကျောင်းတက်နေတဲ့အချိန်ပေါ့ကျွန်တော်ပြောသလိုပဲအဲ့ဒီ VAT 7% မပေးရအောင်တငယ်ချင်းလာတဲ့အချိန်မှာသူ့ passport နဲ့ကျွန်တော်ဝယ်လိုက်တယ်သူမြန်မာနိုင်ငံကိုပြန်တော့ VAT refund ထုတ်လို့ရအောင်ကျွန်တော်ရဲ့ကွန်ပျူတာကိုထည့်ပေးလိုက်တယ်သူမြန်မာနိုင်ငံပြန်ရောက်ပြီးတော့သူကနေတဆင့်အဲ့ကနေထပ်ပြီးတော့ထိုင်းကိုပြန်လာတဲ့နောက်ထပ်တငယ်ချင်းတစ်ယောက်ကပြန်သေးလာပေးတယ်အဲ့လိုတော့လုပ်လို့ရတယ်အဲ့လိုလုပ်နေရင်တော့ကိုဝယ်လိုက်တဲ့ပစ္စည်းချက်ချင်းတော့ကိုမသုံးရဘူးပေါ့ကြာတော့ကြာတာပေါ့လေအဲ့ဒီဝယ်လိုက်တဲ့ကွန်ပျူတာကလေရင်ပတ်စီးနေတာကို2ပတ်လောက်ရှိတယ်ဒီနေရာမှာနောက်တစ်ချက်ကထိုင်းမှာကြောင်းတက်တာပဲဖြစ်ဖြစ်အကြောင်းတစ်ခုခုနဲ့အနေကြာနေတာပဲဖြစ်ဖြစ်နေတာကြာသွားလို့ထိုင်းနိုင်ငံကနေပြီးတော့ထွက်မယ်ပေါ့မြန်မာနိုင်ငံကိုပြန်တာပဲဖြစ်ဖြစ်တခြားနိုင်ငံကိုသွားလဲမှာမျိုးပဲဖြစ်ဖြစ်အဲ့လိုထိုင်းနိုင်ငံနေထွက်ခါနီးမှာVAT မပေးရအောင်ဆိုပြီးတော့ကပ်ပြီးတော့ဝယ်ပင်ဆိုရင်လေထိုင်းနိုင်ငံရဲ့ပြဋ္ဌာန်းထားတဲ့ဥပဒေအရထိုင်းနိုင်ငံအတွင်းမှာရက်ပေါင်း180အထက်နေတဲ့လူဆိုရင် tax resident လို့သတ်မှတ်တာဖြစ်လို့ VAT refund ပြန်မပေးဘူးလို့သူတို့ဥပဒေမှာရေးထားပေမဲ့သူတို့ရဲ့ system တွေကလည်းအထမကျဘူးဟာကွက်တွေရှိတယ်ကျွန်တော်အတွေ့အကြုံပြောရရင်ကျွန်တော်ကတော်တော်နေတာကြာနေပါပြီအနေကြာပြီလို့မြန်မာနိုင်ငံကိုပြန်တဲ့အချိန်ကြာမှကပ်ပြီးတော့ဝယ်တာပြီးတော့ကျွန်တော် VAT refund သွားထုတ်ကြည့်တော့ရတယ်အဲ့တော့ကိုကနေတာကြာပြီဆိုလို့ရှိရင်လည်းပြန်ငါနီးမှာကတ်ဝယ်ပြီးတော့မှ VAT refund ပြန်ထုတ်တာ try ကြည့်တာမမှားဘူးပေါ့နော်ထိုင်းမှာနှစ်ရှည်ဗီဇာနဲ့နေတဲ့လူတွေဆိုလို့ရှိရင်ဒီမှာနေစဉ်အတော်အတွင်းမှာကျွန်တော်တို့ကဈေးဝယ်လို့ရှိရင်ပေးရတဲ့
VAT 7% ကိုပြန်မရဘူးပေါ့နော်အဲ့ဒီတော့ဒီထိုင်းကနေပြီးတော့ထွက်ပြီးတော့မြန်မာနိုင်ငံကိုပြန်လာပဲဖြစ်ဖြစ်တခြားနိုင်ငံကိုသွားလည်မဲ့အချိန်မှာပဲဖြစ်ဖြစ်ကပ်ပြီးတော့မှပစ္စည်းဝယ်ပြီးလို့ရှိရင် VAT refund ပြန်ထုတ်ဖို့အတွက် try ကြည့်လိုက်ပြန်ရတယ်ဆိုလို့ရှိရင်တတ်တာပေါ့နော်ဥပမာဖြင့်1000တန်ပစ္စည်းဝယ်တယ်ဆိုလို့ရှိရင်7% VAT refund ပြန်ရတယ်ဆိုရင်900နီးပါးပြန်ရမှာပေါ့နော်အဲ့တော့တတ်တာပေါ့ဒါကတော့ဒီနေ့ episode မှာကျွန်တော်ပေးချင်တဲ့ tips ပါ VAT refund ကဘာတွေဝယ်ရင်ပြန်ရတာလဲ VAT refund ပြန်ထုတ်တဲ့အကြောင်းကိုပြောပြီးပြီဆိုတော့တတိယပိုင်းအနေနဲ့ဘာတွေဝယ်ရင် VAT refund ပြန်ရတာလဲဘာတွေဝယ်ရင် VAT refund ပြန်မရဘူးလဲဆိုတာ ਨੇ ပတ်သက်ပြီးတော့ဆက်ပြီးပြောပြချင်ပါတယ်ခင်ဗျာဝယ်သမျှသုံးသမျှကိုတော့ VAT refund ပြန်မပေးပါဘူးเนาะဆိုတော့VAT refund ပြန်ရနိုင်တဲ့ပစ္စည်းတွေကအကျန်းအားဖြင့်တော့10မျိုးရှိပါတယ်။ထိုင်းကထွက်တဲ့ကြောက်မြတ်ရတနာတွေနောက်ရွှေလက်ဝတ်လက်စားတွေပေါ့နော်။နောက်တစ်ခါနာယီကပတ်ပြီးတော့ဒီဇိုင်နာအိတ်တွေ electronic ပစ္စည်းတွေဖြစ်တဲ့ computer တို့ဖုန်းတို့ကင်မရာတို့နောက်အဝတ်အစားတွေပါမယ်။နောက်ဖက်နက်နဲ့ fashion ပစ္စည်းတွေရေမွေးတို့ makeup တို့ဆိုရင်တော့ပြန်ရပါတယ်။အရေးကြီးတာကအဲ့ဒီပစ္စည်းတွေအားလုံးကို VAT refund for tourist ဆိုတဲ့ sign ရှိတဲ့ sign တွေကနေဝယ်ဖို့တော့အရေးကြီးပါတယ်နောက် VAT refund ပြန်မရနိုင်တာတွေကဘယ်လိုမျိုးတွေလဲဆိုရင် service လိုဟာမျိုးတွေပေါ့ဟိုတယ်တဲတဲ့အခါမှာပေးလိုက်ရတဲ့ service charge နောက်ပြီးရင်စားသောက်ဆိုင်မှာပေးရတာမျိုးပေါ့ပြီးတော့အရေးကြီးတာကအပေါ်က VAT refund ပြန်ရနိုင်တဲ့ပစ္စည်းတွေပဲဖြစ်ပါစေ VAT refund for tourist sign မရှိတဲ့ဆိုင်မှာဝယ်မိရင်ဖြစ်ဖြစ်ဝယ်တဲ့အချိန်မှာ passport မပါသွားလို့ VAT refund form မရခဲ့တာပဲဖြစ်ဖြစ်အဲ့လိုဆိုရင်တော့ VAT refund ပြန်မရပါဘူးခင်ဗျာVAT အပြင်ထိုင်းကိုအလဲလာတဲ့အတွင်းအတွင်းဖြစ်ဖြစ်ထိုင်းမှာနေတော့မဲ့ဖြစ်ဖြစ်ထပ်ပြီးတော့ပေးရနိုင်တဲ့အကောက်ခွန်တွေအကြောင်းကိုဒီစတုတ္ထပိုင်းအနေနဲ့ဆက်ပြောပြချင်ပါတယ် Hotel tax ပေါ့နော် Hotel အများစုက7% VAT အပြင် service charge ဆိုပြီးတော့10% ထပ်ပေးရပါတယ်ဒါပေမဲ့အဲ့ဒီအတွက်တော့စိတ်မပူပါနဲ့ hotel booking လုပ်တဲ့အခါမှာပဲဖြစ်ဖြစ် hotel ရဲ့ဒီဈေးတွေကိုလိုက်ကြည့်တဲ့ website တွေမှာကြည့်တဲ့အခါမှာပဲဖြစ်ဖြစ်သူတို့ပြထားတဲ့ဈေးနှုန်းသည်အဲ့ဒီခုနကပြောတဲ့7% VAT နဲ့ service charge 10% ပေါင်းပြီးသားဖြစ်ပါတယ်ဥပမာအဖြစ်ပေါ့နော် hotel အခန်းကဘတ်1000ဆိုရင်အဲ့ဒီထဲမှာ7% of VAT လဲပါပြီးပြီ service charge 10% လဲပါပြီးသားကိုပြထားတာဖြစ်တဲ့အတွက်ကြောင့်မို့လို့1000ပဲပေးရမှာဖြစ်ပါတယ်ထပ်အပိုတွေပေးစရာမလိုပါဘူးနောက်ပြီးတော့ထပ်ပေးရနိုင်တဲ့ပေါ့နော်အကောက်ခွန်တွေကအရက်ဝယ်တဲ့နေရာမှာပေးရတဲ့အခွန်အရက်နဲ့ရက်မကာပေါ့နော်ပြီးရင်ဆက်လိတ်တို့ဆေးကြောက်တို့ပေါ့ထိုင်းနိုင်ငံကိုအလဲလာတာပဲဖြစ်ဖြစ်လာနေတာပဲဖြစ်ဖြစ်ကျောင်းလာတက်တာပဲဖြစ်ဖြစ်အလုပ်လာလုပ်နေတာပဲဖြစ်ဖြစ်ပါထိုင်းနိုင်ငံမှာပစ္စည်းတွေဝယ်တဲ့အခါပေးရတဲ့ VAT ဆိုတာကိုကျွန်တော် podcast ကိုနားထောင်ပြီးတော့ကိုယ်တိုင်ကိုကြဂဂနနနားလည်သွားပြီးတော့ VAT refund ဘယ်လိုထုတ်ရတယ်ဘယ်လိုပစ္စည်းတွေက VAT refund ပြန်ရတယ်ဆိုတာကိုသိသွားကြမယ်လို့ယုံကြည်ပါတယ်ခင်ဗျာPocket တစ်လျှောက်ကျွန်တော်ပြောပြသွားတဲ့ VAT refund နဲ့ပတ်သက်တဲ့အကြောင်းအရာတွေဟာနားဆင်သူကိုထိုင်းနိုင်ငံရဲ့အခွန်ကောက်တဲ့စနစ်ကိုပိုမိုနားလည်စေလိမ့်မယ်လို့မျှော်လင့်ပါတယ်
podcast တစ်လျှောက်ကျွန်တော်ပြောပြသွားတဲ့အကြောင်းအရာတွေဟာနားဆင်သူသောတာရှင်ကိုအကူအညီဖြစ်စေတယ်။တစုံတရာသိသင့်သိထိုက်တာတွေကိုသိသွားစေတယ်ဆိုရင်တော့ကျွန်တော် channel ကို subscribe လုပ်သွားဖို့မမေ့ပါနဲ့ခင်ဗျာ။ပြီးတော့ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးသိသင့်တယ်လို့ထင်တဲ့ချစ်ခင်ရတဲ့ကျွန်တော်တို့မိသားစုဝင်တွေတငယ်ချင်းတွေအတွက် share ခလုတ်ကလေးနှိပ်သွားပေးလိုက်ပါနော်။ကျွန်တော်ပြောသွားတဲ့အကြောင်းအရာတွေထဲမှာစိတ်ဝင်စားပြီးတော့ကိုယ်တိုင်မရှင်းလို့ပို့ပြီးသိချင်တာမျိုးရှိရင်လည်း comment မှန်ခဲ့လို့ရပါတယ်နော်ဒီနေ့အတွက်တော့ဒီလောက်ပါပဲခင်ဗျာထိုင်းနိုင်ငံမှာဘွားစိတ်ပိုင်းများ series podcast ရဲ့အပိုင်း3ကိုအဆုံးထိစိတ်ဝင်စားနားဆင်ပေးတဲ့အတွက်ကျေးဇူးထိုးတင်ရှိပါတယ်ခင်ဗျာကိုယ်စိတ်နှလုံးကျမ်းမာချမ်းသာကြပါစေလို့ဆုမွန်ကောင်းတောင်းလိုက်ပါတယ်ဗျာကျွန်တော်ယရနာပုံချစ်ခဲ့ပါခေါ်ဖုန်းခါ